န်ကောက်မှာမာလာထန်းကိုဈေးတတန်လေးနဲ့ချင်းတဲ့မခံရပဲဒီလို ingredient စုံတဲ့အပြင်အရွက်တွေနဲ့အသားတွေကိုလည်းဈေးတစ်ခုတည်းပေါင်းပြီးတော့ယူပေးတယ်ဒီလိုမျိုးအချို့ပွဲတွေကိုပါတန်တန်မရှိစားလို့ရမယ့်ဆိုင်တွေကိုအိမ်ပြပြချင်ပါတယ်ဒီကတော့ဒီတရုတ်ဆိုင်လေးပါအိမ်နာမည်ပြောရင်မှားသွားမှာဆိုလို့ပေါ့နော်သူတို့ကတော့အများစုကထိုင်းဝန်ထမ်းတွေပဲအများကြီးမြန်မာဝန်ထမ်းကတော့နည်းတယ်ပေါ့နော်ဒါပေမဲ့အချင်းတွေကလည်းစိတ်ကြိုက်ဆက်ပြီးရင် ingredient တွေကလည်းအိမ်တို့ဒီမြန်မာမှာစားနေကြအတိုင်းစုံစုံလင်းလင်းလေးရတယ်ပေါ့နော်ပြီးတော့ဒီလိုပင်လယ်စာလေးဆိုတော့လက်လဲလက်တယ်တချို့ဆိုင်နေဆိုလို့ရှိရင်မလက်တော့စားရတာအခက်အခဲဖြစ်တယ်ပေါ့နော်ဒီအသားတွေဆိုလို့ရှိရင်လေဒီဘဲဥတို့ဘာလို့လဲရှိတယ်စုံလဲစုံတယ်လက်လဲလက်တယ်ပြီးလို့ရှိရင်ခောက်ဆွဲတွေဆိုရင်လည်းရွေးစရာဖြစ်နေအများကြီးရှိရပေါ့နော်ပြီးရင်ဒီလိုအသားတို့တွေဘာတွေလဲစုံတယ်အဲ့အတွက်ကြောင့်အိမ်ကတော့ဒါတွေအစုံရွေးတဲ့ဒီလိုပွဲကြီးတစ်ပွဲဥမှာအိမ်ဘတ်300ကျော်ပဲပြီးခဲ့ရပါတယ်ပြီးရင်သူ့ရဲ့အချိုပွဲလေးကလည်းအလကားစားရေခဲမုတ်ကလည်းအလကားစားဆိုတော့လုံးဝစိတ်ကြိုက်ပဲပေါ့နော်အရသာကတော့အိမ်တို့ရွေးလိုက်တာနည်းနည်းတော့ပေါ့ပါတယ်ဒါပေမဲ့လည်းသူ့အနေနဲ့သူစားလို့ကောင်းတယ်စားပြီးလည်းကောင်းတယ်မြန်လေးလည်းလာချပေးရပေါ့နော်ဒါကြောင့်အိမ်ကတော့ဘန်ကောက်မှာမာလာထန်းစားကျင်တဲ့သူတွေရှိလို့ရှိရင်ဒီဆိုင်လေးကို recommend ပေးချင်ပါတယ်အိမ်တို့ဒီရေခဲမုတ်ကိုလည်းကြိုက်တော့အဝစားပြီးရပြင်ဒီဟာတွေအကျော်လေးလည်းမှာပြီးတော့စားခဲ့သေးတယ်ဒီမှာဆိုရေခဲလည်း free ရတယ်ပေါ့နော်အားကြောင့်ချင်းတဲ့မခံရအောင်ဒီလိုဆိုင်လေးရွေးပြီးစားကြတော့အိမ်ကလိုတက်ထရရှိတဲ့ဆိုင်မှာစားခဲ့ရပါ